ရှင်ကောင်းမြတ်သည်ကျွန်ုပ်တို့မိသားစုအပေါ်မှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းအစဉ်အမြဲသွန်လောင်းပေးနေတခါတရံမှနောက်ဖြာလို့ဘေးဒုက္ခဝိုင်းနေလေမပြောင်းလဲပါကိုယ်တော်ကောင်းမြတ်လို့နေတာကိုယ်တော်ရှင်ရဲ့အချင်းမြတ်တာသမတရားတိုင်းလမ်းပြဆောင်မှာတာယာတော်မြည်ရင်နာကျွန်တော်အလန်းကြနေတခါတည်းရမအမောင်လန်းတဲ့ကျွန်တော်လေးကြတဲ့ချိန်မြေတခင်မြတ်တာကျွန်တော်အပြစ်ထက်အလွန်ကြီးမာ